ပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်စစ်တင်နန်းစင်ပွဲအတွက်မြို့သားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပေးပို့သောတဝန်လွှာမစစ်တစ်စင်ပွဲမှာတဝန်လွှာပါပေးရတဲ့အတွက်ဘုံယူကြောင်းပြောလိုပါတယ်။အားလုံးတပ်မတော်ဟာတရားဝင်ပြည်သူ့အစိုးရကဒီထောင်ထားတဲ့တရားဝင်ပြည်သူ့တပ်မတော်ဖြစ်တယ်။အားလုံးရဲ့စုစည်းညီညွတ်မှုအားလုံးရဲ့အင်အားအားလုံးရဲ့ဒီလတ်ချက်တွေနဲ့စစ်ကောင်စီရဲ့တပ်ဖွဲ့မှုခိုင်တာပေါ်ဝင်တိုက်ကြရမှာအားလုံးတက်ပြီးတော့အားလုံးဘဝတွေအောင်အားလုံးပြည်တော်စုအားလုံးနိုင်ငံတော်အားလုံးပြည်သူများတွေပြည့်စုံပါလို့ဝေးတော့ဟာဒီမဲ့ပေါ်ရည်တာဒီလိုဒီကတော့ဘယ်လိုလဲအာဘယ်ဆိုတော့ကျန်တဲ့စစ်ကောင်စီရဲ့ဒီဘဝရတဲ့အာဏာသိမ်းမှုဟာဒီလိုဖြစ်နေလာရတယ်ဒီစစ်ပွဲမှာအားလုံးဒီလိုလူတွေတက်ပေါင်းများစွာသူတို့ပတ်သက်ကြရတဲ့ဖြစ်တယ်။နောက်ဆုံးရတဲ့ဒီလေတော့တော့စစ်စာတောက်လို့ဒီစစ်ပွဲကိုအားလုံးနိုင်အောင်တိုက်ကြ။မာပြည်တော်စစ်ကြုံတော်ကဘယ်လိုတိုက်ပွဲဝင်တာလဲဆိုတာသိလိုက်ပါ။ကျောင်းသားနိုင်ငံတော်ဘုရားနဲ့ကျောင်းသားနိုင်ငံတော်ဘုရားနဲ့ဘောတော်ကရှင်းပါဦး။ဘောတော်ကရှင်းပါဦး။တော်တော်ဒီမာရီရဲ့ဒူရောတာတော်တော်ကာယလာဒီသာဝေနာဘာလို့ကျောင်းသားနိုင်ငံတော်ရဲ့ဘယ်လာပါလိဒီလူလူဟောရဲကျောင်းသားပါလိဒီကောင်းလာဟောရဲကျောင်းသားပါလိဒီတော့ခိုင်တာဟောရဲကျောင်းသားပါလိတော်ပြီကောင်းတော့ပါလိအာဒီရဲ့ဒီလူလူဟောသစ္စာရှိပါမည်ဒီအာဏာရှင်တဲ့ဒီပြဒီရောနာဒီဒီမာဒီဘယ်ရပြီအောင်လို့ခေါ်ပါလားဒီတိုက်ပွဲဝင်ပါလိမ့်သစ္စာပြုပါလိမ့်ဒီတရားတမ်းရောက်တာလိဒီညာတော်ယူရဲ့ဒီလူလူတော်ဒီညာဒီလာပဲဒီဝါဒီဟောလာဒီကနေလာတယ်ဒီတော့ပြန်တာတော့ဝါဒီလိုပါဘူးသစ္စာပြ